အားလုံးပဲမင်္ဂလာပါ FAO question ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question number 80ဖြစ်ပါတယ် Which of the following is an explanation of the IoT Internet of Things Internet of Things IoT ရဲ့ရှင်းပြချက်ကိုမေးထားပါတယ်အဲ့တော့ IoT ဆိုတာဘာလဲဆိုလို့ရှိရင် IoT ဆိုတာကကွန်ပျူတာရဲ့ဒီဆက်သွယ်နိုင်တဲ့ဟောနော်သူ့ရဲ့ device တွေရှိတယ်အဲ့ဒီ device တွေကိုမှ internet နဲ့ချိတ်ပြီးတော့မှအလိုလျောက်အချက်အလက်သူလွှဲပြောင်းမှုအတွက်စနစ်တစ်ခုဖြစ်တယ်အဲ့လိုချိတ်ဆက်လိုက်ပြီးတဲ့အခါမှာအချက်အလက်တွေကိုဘာလို့မှလဲဆိုလို့ရှိရင်အလိုလျောက်သူစုဆောင်မယ်ပေါ့နော်ပြီးလို့ရှိရင်ခွဲခြမ်းစိတ်ဖြာမယ်အဲ့လိုမျိုးအခြေခံအချက်တွေကိုလုံနိုင်ဖို့အတွက်ထိန်းချုပ်နိုင်ဖို့အတွက်ကိုဘာလုပ်တာလဲဆိုလို့ရှိရင်ထောက်ပံ့ပေးတယ်အဲ့လိုမျိုးထိန်းချုပ်တာတွေလုံဆောင်နိုင်ဖို့အတွက်ကိုသူက support ပေးတယ်အဲ့ဒီမှာအဲ့ဒီ IoT ရဲ့ explanation ကိုမေးထားပါတယ်အဲ့တော့ number A လေးကိုဆက်ပြီးတော့ကြည့်ပါမယ် It refers to a phone or electronic commerce carried out over the internet consists of a typical C2C transaction by which a seller posts a product name photo, minimum selling price and other information on the website, after which the bidder that offer the highest amount within the time limit began the successful bidder တဲ့အဲ့တော့နံပါတ် A ကဘာပြောလဲဆိုလို့ရှိရင်သူက electronic commerce ဖြစ်တယ်တဲ့နော် commerce ပုံစံမျိုးသွားတယ်သူကဘယ်လိုမျိုးသွားလဲဆိုလို့ရှိရင် internet ပေါ်မှာသူကဒီရောင်းချတဲ့သူတွေရဲ့ပေါ့နော် post တွေကိုမှပြနေမှာပေါ့အဲ့ဒီ post တွေထဲမှာဘာပါမလဲဆိုရင် product ရဲ့နာမည်တွေ product ရဲ့ပုံတွေအဲ့ဒီ product ရဲ့ minimum selling price တွေပါမယ်အနည်းဆုံးရောင်းချနိုင်တဲ့ sale တွေဒါမှမဟုတ်ရှင်တခြား information တွေကိုအဲ့ဒီ website ပေါ်မှာပဲသူကပါနေမှာအဲ့ဒီပါနေတဲ့ဥစ္စာကိုမှပကြတွေကအမြင့်ဆုံးပေးနိုင်တဲ့ amount ကိုကမ်းလှမ်းနိုင်တဲ့ amount ကိုကြည့်မယ်ကြည့်ပြီးတဲ့အချိန်မှာသူက within the time limit ဆိုအချိန်တိုင်းတာတစ်ခုအတွင်းမှာသူကအမြင့်ဆုံးဘယ်သူပေးနိုင်လဲလေလံဆွဲတဲ့သူကဘယ်သူအများဆုံးပေးနိုင်လဲဆိုတာကိုကြည့်ပြီးတော့မှအဲ့ဒီလေလံအောင်တဲ့သူကဒီပစ္စည်းကိုရမယ်ဆိုတဲ့ပုံစံမျိုးနဲ့တွားတယ်အဲ့ဒီလေလံအောင်မှုအတွက်ဆိုလို့ရှိရင်သူတို့ဈေးတွေတဖြည်းဖြည်းနဲ့တိုးပြီးတော့ပေးလာမှာပေါ့နော်အဲ့တော့ရောင်းချတဲ့သူကတော့ website ပေါ်မှာသူ့ရဲ့ minimum selling price ကိုပြောထားမယ်အဲ့ဒီ minimum selling price ထပ်ပို့ပြီးတော့တိုးနိုင်ပြီးတော့မှအတိုးနိုင်ဆုံးပေးတဲ့သူကနေပြီးတော့မှဒီအောင်နိုင်သူဖြစ်ပြီးတော့လေလံအောင်တဲ့သူဖြစ်ပြီးတော့ဒီပစ္စည်းကိုရမယ်ဆိုတဲ့ပုံစံမျိုးသွားတာသူဒီ e-commerce ပုံစံမျိုးသွားတာဖြစ်တယ် e-commerce ကိုရှင်းပြထားတဲ့ဥစ္စာဖြစ်တယ်အဲ့ဒါကြောင့်မလို့မေကမှမေးထားတဲ့ IoT မဟုတ်ဘူးပေါ့နော်အဲ့တော့နံပါတ် A ကမဟုတ်ပါဘူးနံပါတ် B ကကြတော့ it refers to data center designed for the connection to the internet with server operation failure prevent through the implementation of measures include quality management of communication lines, server maintenance, air conditioning, and power source related countermeasure against power interruption and outage. သူကဘာပြောချင်တာလဲဆိုလို့ရှိရင် data center တွေပေါ့နော် data center တွေကနေပြီးတော့မှသူက internet ချိတ်ဆက်ဖို့ရန်အတွက်ကို connecting to the internet ဆိုတော့ internet ချိတ်ဆက်ဖို့ရန်အတွက်ကိုဘာလုပ်ထားလဲဆိုလို့ရှိရင် design ဖန်တီးထားတယ်နော် design ထုတ်ထားတယ်ဘာလဲဆိုလို့ရှိရင်အဲ့ဒီမှာဆိုလို့ရှိရင်server တွေကိုသူကထည့်သွင်းထားမယ်အဲ့ဒီ server တွေရဲ့လုပ်ငန်းဆောင်တာတွေမှာfailure မဖြစ်ဖို့အတွက်ကိုမလုပ်ထားမလဲဆိုလို့ရှိရင်ဆက်သွယ်ရေး line တွေရဲ့အရေးသွေးတွေကိုသူတို့ထိန်းချုပ်ထားမယ်ပြီးအဲ့ဒီနော် server တွေကပြတ်ခဲ့တယ်ဆိုလို့ရှိရင် server တွေကို maintenance လုပ်မယ် server တွေကိုပြင်မယ်ပြုပြင်မယ်ထိန်းသိမ်းမယ်ပြီးလို့ရှိရင်အဲ့မှာလေးပိတ်ဆက်တွေတက်စင်တာတွေနဲ့ electronic power source ပေါ့နော်လျှက်စစ်ဓာတ်အားတွေကိုမှဆက်ပြီးတော့မှသူက power interruption and outage အဲ့ဒီလျှက်စစ်မီးတွေကပြတ်တာတော့နော်ဒါမှမဟုတ်လို့ရှိရင်လျှက်စစ်မီးက interruption ဖြစ်တာတော့ကိုဘာလုပ်မှလဲဆိုလို့ရှိရင် prevent လုပ်ပေးမယ်ကာကွယ်ပေးမယ်တဲ့ IoT ကအဲ့လိုမျိုးဆိုလို့ခြင်းနဲ့ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့နံပါတ် B ကကြတော့သူဒီဘာရဲ့ explanation လဲဆိုလို့ရှိရင် data center ရဲ့ explanation ဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ် B ကမဖြစ်နိုင်ပါဘူးနံပါတ် C ကကြတော့ it refers to internet advertising such as a banner advertisement that display an image with a link to the advertiser website or an email advertisement that publish an advertiser website သူကကြတော့ internet advertising ကိုကြီးညွှန်းချင်တာတဲ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် banner advertisement นี่အဲ့ဒီ banner တွေမှာဘာတွေပြမလဲဆိုလို့ရှိရင်ပုံတွေကိုပြမယ်
အဲ့ဒီပုံတွေကနေပြီးတော့မှဗာလဲဆိုလို့ရှိရင်ဒီကြော်ညာတဲ့သူရဲ့ website ကိုမှချိတ်ဆက်ထားမယ်ဒါမှမဟုတ်လို့ရှိလို့ရှိရင်အဲ့ဒီကြော်ညာတဲ့ website ရဲ့ advertiser website မှာပဲသူက email တွေပါကြော်ညာထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ကျင်တာတဲ့ IoT ကဟုတ်လားဆိုတော့အဲ့တော့ internet advertising ဆိုပြီးတော့ it refer to the internet advertising ဆိုတဲ့အတွက်ကြောင့်မလို့ဒီနံပါတ်စီကကြတော့ဘာကို explanation လုပ်ထားရလဲဆိုလို့ရှိရင် internet advertising ကို explanation လုပ်ထားတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ IoT နဲ့မသက်ဆိုင်ဘူးအဲ့တော့နောက်ဆုံးနံပါတ် D ပဲကျန်တော့တယ်ပေါ့နံပါတ် D ကကြ it refer to the installation or communication functionality to various products in addition to information and communication devicesသူကဘာလုပ်တာလဲဆိုလို့ရှိရင်ဒီကရိယာတွေနဲ့ဆက်ပစ္စည်းတွေကိုမှနော်ဘာလုပ်မှလဲဆိုလို့ရှိရင် internet နဲ့ချိတ်ဆက်ပြီးတော့မှ and enable automatic recognition or remote measurement by connecting these to the internet နဲ့ချိတ်ဆက်ပြီးတော့မှသူဒီအလိုအလျောက်အချက်အလက်တွေကို information တွေကိုဘာလုပ်မှလဲဆိုလို့ရှိရင် automatic recognizing အလိုအလျောက်မှတ်မိမယ်ဒါမှမဟုတ် remote measure by connecting them to the internet เนาะ internet နဲ့ချိတ်ဆက်ပြီးတော့မှအချက်အလက်တွေကိုမှဘာလုပ်မှလဲဆိုရင် to achieve high level decision making service and automated control through the collection and analysis of large volume of data တဲ့အဲ့တော့ data တွေအများကြီးကိုမှသူဒီအလိုအလျောက်ဘာလုပ်မှလဲဆိုလို့ရှိရင်စုဆောင်းမယ်ခွဲခြမ်းစိတ်ဖြာမယ်ပြီးတဲ့ခါကျလို့ရှိရင်သူကဒီဆုံးဖြတ်ချက်တွေပြုလုပ်မယ်ပေါ့နော် high level decision making ဆိုပြီးတော့ဆုံးဖြတ်ချက်တွေပြုလုပ်နိုင်ဖို့အတွက်ကိုသူကဘာလုပ်လဲဆိုလို့ရှိရင်ထောက်ပံ့ပေးတဲ့ဥစ္စာမျိုးဖြစ်တယ်တဲ့အဲ့တော့ဒီနံပါတ် D ကကြတော့ဒီမိကုန်းမှာပြောထားတဲ့ IoT ရဲ့ explanation ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူဒီ career တွေနဲ့ချိတ်ဆက်မယ်။အဲ့ career ရဲ့ internet တွေနဲ့ချိတ်ဆက်ပြီးတော့မှ information တွေကိုဘာလုပ်မှာလဲဆိုလို့ရှိရင် automatic လုပ်မှာ automatic ဘာလုပ်မှာလဲဆို recognizing လုပ်ပြီးတော့မှသူဒီအဲ့ဒီဥစ္စာတွေကိုဒီ collection တွေကနေဖြတ်ပြီးတော့မှနော်ဒီ analyze လုပ်တာတော့နော် high level decision တို့ဘာလို့လုပ်နိုင်ဖို့အတွက်ကိုသုံးတဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်မှန်လေးကတော့နံပါတ် D ဖြစ်ပါတယ်အဲ့ IoT ကိုဘယ်ဒီမှာသုံးလဲဆိုလို့ရှိရင် smartphone တွေဒါမှမဟုတ်လို့ရှိရင်ဒီခေတ်မီတဲ့ပေါ့နော်အိမ်သုံးပစ္စည်းတွေကားတွေစက်ရုံတွေမှာသူတို့ကအဲ့မှာသုံးတဲ့ပစ္စည်းတွေကို internet ကနေချိတ်ဆက်ပြီးတော့မှဖုန်းထဲကနေတို့ဘာလို့အဲ့လိုပုံစံမျိုးနဲ့ထိန်းချုပ်ပြီးလှုပ်ဆောင်ရတဲ့အရာတွေဖြစ်တဲ့အဲ့လိုနေရာမျိုးတွေမှာအသုံးများပါတယ် IoT ကဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်